အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်တီ channel ကနေပရိသတ်များကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့အိမ်ပြောင်ကြီးဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင် channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တင်နဲ့သိရှိနိုင်မှု notification လေးနဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုဇာတ်လမ်းလေးစလိုက်ပါပြီပြစ်ချလိုက်ရမလားငါပြစ်ချလိုက်ရမလားတန်မရွာအနောက်ဘက်မှာရှိရဲ့ဆန်ဆက်ခေါင်းတိုင်ပေါ်ကနေကျဲလောင်စွာထွက်ပေါ်လာတဲ့အတန်ကြောင့်ခေါင်းတိုင်အောက်မှာအိတ်နေရဲ့ဥဖီချူလန်နိုးလာခဲ့တယ်။ဥဖီချူကတရုံမြန်မာကပြားတယောက်ဖြစ်ပြီးရွာလေးကိုရောက်နေတာနှစ်ပေါင်းအတော်ကြာနေခဲ့ပြီ။သူကစိတ်သိမ့်မမှန်တဲ့အတွက်ရွာကန်လူတွေကတနာပြီးထမင်းကြံဟင်းကြံနေပေကန်ကျွေးမွေးခဲ့ကြတယ်။ဥဖီချူဆိုတာကလည်းသူ့နာမည်အရင်မဟုတ်ဘူး။ရွာစားရချိန်ရင်ဘက်မှာတရုတ်ချင်းသိပုတ်တဲ့ထိုးခွေးမင်ကြောင်ထိုးထားတာကိုအစွဲပြုပြီးဥဖီချူလို့ခေါ်ခဲ့ကြတာဖြစ်တယ်။အခုလေအိပ်ပျော်နေရင်ကျဲလောင်စွာထွက်လာတဲ့အတန်ကြောင့်လန့်နိုးလာပြီးခေါင်းတိုင်ထိတ်ကိုမောကြည့်ကဘဲကောင်းလဲကွညတကောင်ကြီးအတန်ဆိုးနဲ့အော်ဟစ်နေရတတိရှိရင်အောက်ဆင်းလာခဲ့မြေပတ်ပေါက်ပြန်းနေရဲ့ပစိုးအစုပ်ကိုပြင်ဝေကလက်သီးလက်မောင်းတန်အော်ဟစ်နေရဲ့ဥဖီချူအတန်ကြောင့်ခေါင်းတိုင်ပေါ်ကနေအော်နေရဲ့အတန်ကရုပ်ကြီးငြိမ်သက်သွားခဲ့တယ်အလက်ကတောက်ပေါ်ကအေးဆေးကိုမအိပ်ရအောင်လာလာအော်နေတယ်ဥဖီချူကတောက်ခတ်ကကျိဝါပြီးတော့ဂုံဒီအိတ်ခင်းထားတဲ့ကျမ်းမြေပေါ်လဲချကပြန်အိတ်လိုက်တယ်။ဥပိကျူအိတ်ပြုတ်လူစစ်စစ်အချိန်ရောက်တော့ဆန်ဆက်ခေါင်းတိုင်မှာပေါက်နေတဲ့ຫນွေပင်တွေကိုတွဲခုပြီးဆင်းလာတဲ့လူရဲတစ်ခုကိုတတိထားမိလိုက်တယ်။ဥပိကျူကမျက်လုံးတစ်ဖက်ကိုဖွင့်ပြီးအသာချောင်းကြည့်နေတဲ့အချိန်တကူလုံးမဲနဲ့ပြီးမိသွေးတုံးလိုဖြစ်နေတဲ့လူတစ်ယောက်ကဥပိကျူရဲ့သပင်ကိုဆွဲပြီးဆန်ဆက်အဝကိုပြစ်ထုတ်လိုက်တယ်။ဆွေးမြင့်နေတဲ့တကားချက်နဲ့ဥကောင်းဆောင်မိရဲ့အချိန်ကြောင့်ရီဝေဝေဖြစ်နေတဲ့ဥဖီချူကခေါင်းအုပ်ပုတ်ပြီးကုန်းထားဖို့အလုပ်လာခဲ့ငါးနောက်လိုက်ခဲ့ဆိုပြီးတော့သူ့လည်းနှစ်ဖက်ဆက်တန်းကသူ့စီကိုဝင်လာခဲ့တယ်အေးဆက်ဆက်လည်းနှစ်ဖက်ကပြုတ်တူတစ်ချောင်းလိုလေဘင်းကိုညှစ်ထားတော့ဥဖီချူတရအသက်ရှူချက်ပြီးမျက်လုံးတွေပြဝေလာကငြိမ်သက်သွားပါလေရောပူပြင်းလုံးနဲ့နွေရာသီဖြစ်တဲ့အတွက်ကံမရွာမှာရှိသမျှသူတွေအားလုံးအိမ်မော်မှာမနေနိုင်ကြပဲအိရှိကုပြစ်မှာဖြစ်စေအရေးရအပင်အောက်မှာဖြစ်စေစုယုံနဲ့စကားစနီပြောဆိုနေကြတယ်။ကလေးတငယ်တချို့ကတော့လူကြီးတွေပြောပြတာကိုနားထောင်ပြီးရင်တွေးကြမ်းတောက်လိုက်လက်ဖက်တော့လေးနှိုက်စားလိုက်နဲ့အရှိန်ရနေခဲ့တယ်။ဦးလေးဖိုးစီကဒီရွာမှာလေးခွာပြည့်အတော်ဆုံးဆိုတာဟုတ်လား။မြေဘဲလော်နိုင်ရင်နဲ့စကားမရှိစကားရှာမိလိုက်တဲ့ပူးတို့ရဲ့အမေကြောင့်အသားညွညွနှကမ်းမွေးရည်ရည်နဲ့ဥပစီကဘာလဲမင်းကမယုံလို့လားမဟုတ်ပါဘူးဦးလေးကဟိုနေ့ကနွားเจ้าနေရင်ဖိုးတာသူကဦးလေးเจ้าပြောပြလို့ဟုတ်မဟုတ်မေးကြည့်အားစိုးစမ်းမအောင်ဖိုးတာတူကမင်းကိုဘာပြောလို့လဲသူပြောတာကဦးလေးပါစီလေးခွားပြင်းရင်ခေါင်းနေကြီးရွေးပစ်တာတဲ့ဆန်ဆက်အဟောင်းမှာခိုးရမရှိတော့တာဦးလေးပါစီကြောင့်လို့ပြောတယ်အေးကွာအရင်ကဆိုအဲ့ဒီဆန်ဆက်တဲ့ဝင်ရင်တပတ်စာတော့အမြည်ရတယ်ခုခေတ်ကလေးတွေကတော့ဆန်ဆက်တဲ့ဘဲဝင်ဘူးကြမလဲဟုတ်တယ်အိမ်ရလူတွေကဆန်ဆက်ထဲမှာဥဖိကျူးရှိရဲ့နင်တို့မကြောက်ရင်သွားကြဆိုပြီးခြောက်နေကြတာဘူးတို့စကားကြောင့်ဘေးမှာရှိရဲ့ဖွားငွေတုတ်ကဟဲ့ကောင်လေးနင်တို့ကို6တာမဟုတ်ဘူးမယုံရင်ညာသွားအိတ်တဲ့လူတွေပျောက်သွားတာ3ယောက်မကတော့တိတ်ပြီးအတင်မရဲကြနဲ့အောင်အဲ့ဒီဆန်ဆက်ကဂျပန်ခေတ်တော်လှန်ရေးသမားတွေကိုတတ်ဖို့လုပ်ထားလို့ရှေ့လူကြီးတွေပြောခဲ့ကြတယ်တိတ်လဲစိတ်မပူပါနဲ့ဖွာရကျွန်တော်လည်းအနားတော်မကတ်ကြပါဘူးဩဒါနဲ့ဥဖီကျူကဆန်ဆက်ထဲမှာတေးပြီးမကြွမလို့အခုထိရှိနေတာတကယ်ကြီးလားတကယ်လို့တော့မြင်တဲ့သူတွေပြောပြတာပဲတခါတလေဆန်ဆက်ခေါင်းတိုင်ပေါ်ကနေအတန်နဲ့ကြီးနဲ့အော်နေရမြင်တဲ့သူတွေမြင်တယ်အမလေးကြောက်စရာကြီးနော်ဒါကြောင့်ရွာလူတွေကဆန်ဆန်အဟောင်းနောက်ရောင်လို့တော့မသွားကြတာဘူးဘူးတို့ကဇက်ကလေးပူပြောရင်လက်ပတ်တစုံကိုခတ်စားကပြန်ထွက်သွားခဲ့တယ်အားပပြင်းထန်တဲ့လောက်စလုံးကထမ်းမင်းကိုထိပြီးဖွာလန်ကျဲထွက်သွားတယ်ဟဲ့ကောင်ဘူးတို့ငါလက်စအောင်မြင်မိမို့လားလွယ်ကိုဆက်လွယ်တိုင်းပြီးကျွဲကြိုလေးကွာကိုလက်ထဲဝှေ့ရမ်းကပြောနေရဲ့ဖိုးတာတူချောင်းဘူးတို့ကအားကြမခံလွယ်တရားလေးကွာအောင်ထုတ်ကပြန်ပြေးပြလိုက်တယ်ဘူးတို့ပြလိုက်တဲ့လောက်စလုံးကထမ်းမင်းကိုမမှန်ပဲဘေးမှာချိတ်ထားတဲ့တန်အိုးကိုမှန်သွားခဲ့တယ်ဟာသွားပြီအဲ့ဒီအိုးကထတော်ပိုင်ရှင်ဥပွားကြီးမိမနေလန်းထားတာဘယ်သူမှမသိခင်အမြန်လေးမှရမယ်လာခဲ့ဖိုးတာတူကဘူးတို့လက်ကိုဆွဲပြီးစကြမ်းမြေရှိရဲ့ဘက်ကိုပြန်ထွက်လာခဲ့လိုက်တယ်မင်းကတော့လုံးလိုက်တောက်တလွဲတွေကြီးပဲဖိုးတာတူစကားကြောင့်ဘူးတို့ကရီကျဲကျဲလုပ်ပြီးစကြက်ထဲမှာလှုပ်ထားတဲ့နွားတွေကိုရေတွက်နေလိုက်တယ်နွားတစ်ကောင်ပြောင်းနေရဲ့ဟာဟဲ့ကောင်တေးကြလို့လားပြန်ရင်ကြည့်ပါအောင်တေးကြတယ်ကွထိတ်မှာအဖြူကွက်ပါတဲ့နမပြောင်းနေရလောက်ပါအောင်အဲ့ဒီနမနောက်တစ်ပတ်တည်းစီးတင်တော့မှာ
မျက်လုံးပြူမျက်စံပြူဖြစ်နေတဲ့ဘူးတို့ကိုကြည့်ပြီးဖိုးတာတူမနေသားတော့ပဲတိတ်လဲစိတ်ပူနေနဲ့အဖွဲတွေကကွဲထွက်ပြီးတခြားစက်ချက်ရောက်သွားတာနေမှာပါအဲ့လိုပြောကနှစ်ယောက်သားလိုက်ရှာကြပါလေရောဘူးတို့လာကြည့်စမ်းဒီမှာခြေရာတွေ့ရဲ့ကွရှုံးမြေပေါ်မှာအထင်းသားမြင်နေရတဲ့ခြေရာကြောင့်ကွာတို့ဝမ်းသာသွားပြီးတော့တော်ပါသေးရဲ့ဒီခြေရာတိုင်းလိုက်သွားရင်ပြန်တွေ့မှာပါဟဲ့ကောင်ဝမ်းသာမစောနဲ့ဦးဒီဘက်မှာလာကြည့်ဖိုးတာတူစကားကြောင့်ဘူးတို့ကြည့်လိုက်ရလူတယောက်ရဲ့ခြေရာတချို့ကိုမြင်လိုက်ရတယ်တေးကြပြီဒါနွားတခိုးတွေလက်ချက်ပဲဖြစ်ရမယ်မင်းမလောက်စလုံးနေပါသေးလားအေးပါတယ်မနေ့ကမှအသစ်ထည့်ထားတာဒါဆိုငါ့ကိုနည်းနည်းခွဲပြီးဒီကဝေးဝေးမရောက်သေးဘူးတွေ့ရနဲ့ငါခန့်ပြစ်ပေးမယ်မင်းကနွားကိုသွားဆွဲဟုတ်ပြီလားနှစ်ယောက်သားတိုင်ပြီးခြေရာနောက်ကိုလိုက်ခဲ့တာရွာနောက်ဘက်ဆန်ဆက်အဟောင်းနာကိုရောက်လာခဲ့တယ်ဖိုးတာတူခြေရာဆန်ဆက်ထဲဝင်သွားတာပဲအေးလေဘာဖြစ်လို့လဲဆန်ဆက်ထဲမှာတေးရဲ6တယ်ဆိုလို့နေခင်းကြီးတော့မ6တော့ပါဘူးတခိုးတွေကငါတို့ရွာသားတွေရဲ့အားနည်းချက်ကိုသိရထင်တယ်နွားခိုးတာတော့ဆန်ဆက်ထဲခိုးသွင်းရတယ်လို့ဖိုးတာတူကခြေတန်းလုံးလုံးနဲ့ဆန်ဆက်အဟောင်းထဲဝင်သွားတဲ့ချိန်အထဲကနေထိတ်ကွမ်းမရဲ့နှာမုတ်တန်ကိုကြားလိုက်ရတယ်တေးကြပြီဒီကောင်ကြီးအထဲမှာရှိတယ်ဖိုးတာတူကလက်ဟန်ချေရနဲ့ပြပြီးကျိုးနေတဲ့နန်းရံပေါက်ကနေအသာချောင်းကြည့်လိုက်တော့ခမောက်တလုံးဆောင်းထားပြီးခြေထောက်မှာရွှွန့်ပွက်တီပေးနေတဲ့လူစိမ်းတယောက်ကိုမြင်လိုက်ရတယ်အမလီတေးပါပြီလောက်စလုံးတန်တဲ့အတူငယ်တန်းပေါအော်ပြီးပြေးရဲလူတယောက်ကိုမြင်လိုက်ရတယ်ဘူးတို့လည်းအချိန်မဆိုင်တော့ပဲထိတ်ကွဲမကိုဆွဲနေတဲ့အချိန်ဖိုးတာတူကဆန်ဆက်အတွင်းပိုင်းကိုထွက်ပြေးသွားတဲ့လူစိမ်းနောက်ကိုအတင်းလိုက်ပြီးလေးကွာနဲ့ပြစ်ခဲ့တယ်ဘူးတို့ဆန်ဆက်ပြင်ကိုရောက်လို့အတော်ကြာတဲ့အထိဖိုးတာတူမရောက်ခဲ့တယ်လို့ဆန်ဆက်တွေကလည်းလုံးဝငြိမ်သက်တိတ်ဆိတ်သွားခဲ့တယ်ငကိုလေးကကြောက်စိတ်အခန့်ရှိရဲ့ဘူးတို့ကထိတ်ကွဲမကိုဆွဲကရွာတဲ့အပြေးပြောတော့အသက်ကြီးပိုင်းနေစုပြီးတော့ဖိုးတာတူကိုပြန်လာရှာခဲ့ကြတယ်ဒါပေမဲ့ဖိုးတာတူကအစားနာပင်မတွေ့ရတဲ့အထိထူးဆန်းစွာပျောက်သွားခဲ့တယ်ဘူးတို့လည်းဖိုးတာတူပျောက်သွားတဲ့နေရာစပြီးတမိုင်မိုင်တွေနဲ့ဖြစ်နေတာလေးရဲမြောင်းနေလေရောက်ကောဆန်ဆက်ဘက်ကိုလက်ညှိုးထိုးကဖိုးတာတူကသူ့စီလာဖို့ခေါ်နေရဲ့ဟိုမှာလာခေါ်နေရဲ့ဆိုပြီးကြောင်ကဒန်းနဲ့អော်ပါလေရောညနေနေဝင်တရောချိန်ရောက်တိုင်းအယူတယောက်လိုအော်ဟိနေရဲ့ဘူးတို့ဆရာပေါင်းစုံနဲ့ခေါ်ပြခဲ့ပြီးမြမတက်တာခဲ့ပြီဒီလိုနဲ့တနေ့မှာတော့ကံမရွာတွေကိုလူစိမ်း3ယောက်ရောက်လာခဲ့တယ်ရွာကန်လူတွေကတော့လူစိမ်း3ယောက်ကိုမြင်တာနဲ့ဆရာလေးတို့ရောက်လာတာအတော်ပဲဒီကလေးကိုကဲပါအောင်ရှင့်အဲဒီလိုပြောတော့လူစိမ်း3ယောက်ကတယောက်မျက်နှာတယောက်ကြည့်ပြီးဒီအားလူတွေကကျုပ်တို့ကိုသိလို့လားဆရာလေးတို့ကဦးလေးဖိုးစီသွားပေးနဲ့ဆရာမဟုတ်ဘူးလားမဟုတ်ဘူးဗျလူမားနေပြီနဲ့တူပါတယ်ကျုပ်တို့ကဒီရွာနေဖြစ်ပြီးရွှေသားမျိုးကိုသွားမယ်ခီးသွားတွေပါဥကွယ်အားနာလိုက်တာကျုပ်တို့လူမားပြီးပြောမိရတောင်းပန်ပါတယ်အသက်50ရွယ်မိမကြီးကလူစိမ်းနေကိုတောင်းပန်ကအိမ်ထဲပြန်ဝင်သွားတဲ့ချိန်မလာနဲ့သွားကြငါမလိုက်ဘူးမလိုက်ဘူးဆိုတဲ့တန်ထွက်လာခဲ့တယ်လူစိမ်း3ယောက်လည်းအရှိကိုဆက်လျှောက်ပြီးမှအတန်ကြားလို့လမ်းကြည့်လိုက်ရမျက်လုံးနဲ့ရီဝေဝေနဲ့ကြောင်းနဲ့တုံလုံးနေတဲ့လူငယ်တယောက်ကိုမြင်လိုက်ရတယ်မဖြစ်ဘူးဒီပုံစံတိုင်းဆိုနှလုံးသွေးပြတ်ပြီးဒုက္ခရောက်တော့မှာပဲအဲဒီလိုရေရိုးကအိမ်နောက်အိမ်ထဲဝင်လာခဲ့တယ်ဒီဟာလူငယ်ပုံစံကြည့်ရတာတခုခုကိုကြောက်နေတယ်လို့ပဲဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကျုပ်တို့ကိုတယောက်ယောက်ကရှင်းပြပေးလို့ရမလားအဲဒီလိုပြောတော့အိမ်ထဲဝင်သွားတဲ့မိန်းမကြီးပြန်ထွက်လာပြီးဒီဟာဧည့်သည်တွေလည်းပျောကကုတက်ကြလားကုတက်တယ်လို့တော့မဟုတ်ပေမဲ့အနေချင်းတော့ကြည်ပေးလို့ရပါတယ်ဒါဆိုအကြီးလေးရဲ့သားကိုကြည်ပေးပါအောင်သူကညနေနေဝင်ကြီးတရောရောက်ရင်ခုလိုကြောင်ကဒန်းနေဖြစ်နေတာတစ်ပတ်ကျော်ပြီဖြစ်ဖို့အစဆုံးကတော့ဒီလိုပါမိမကြီးကပြစ်ချောင်းကုန်စင်ကိုပြောပြလိုက်တော့လူစိမ်း3ယောက်ကခေါင်းတငိမ့်ငိမ့်လုပ်ပြီးအမကြီးပြောပုံရဆိုရင်သူ့ရဲ့အလိပ်ပြလန့်သွားတာဖြစ်မယ်ဒီညတော့ကျုပ်တို့ပေးတဲ့အစာကိုသူ့အိယာအောက်မှာထားပြီးတိတ်လိုက်ပါဒီတညတော့ကျုပ်တို့လည်းရွာမှာတဲလိုက်ပါမယ်နေဖို့ထိုင်ဖို့အတွက်စိတ်မပူပါနဲ့အားလုံးအဆင်ပြေအောင်စီစဉ်ပေးပါမယ်အိမ်ရှင်မိမကြီးစကားဆုံးမှာလူစိမ်း3ယောက်တည်းကခေါင်းဆောင်ဖြစ်ဟန်တူကတက်ခိုင်မြင်းတက်မြင်းစင်၄ခွက်အင်းတစ်ခွက်ဆွဲပြီးပေးလိုက်ပါဆိုပြီးပြောလိုက်တော့တက်ခိုင်ဆိုသူကလွယ်အိတ်ထဲကနေမိုင်းကန်စက်ကူတရွက်ကိုထုတ်ကအင်းစမတရွက်ကိုကြမ်းကျင်စာဆွဲပြီးကမ်းပေးခဲ့တယ်ဒီဟာဆရာလေးတို့နာမည်တွေများသိခွင့်ရှိမလားရွာလူကြီးမေးရင်လည်းဖြေလို့ရအောင်ပါဩဟုတ်ပါရဲ့ကျုပ်တို့လည်းပြောဖို့မေ့နေတာကျုံးနာမည်ကအောင်မြတ်တာပါသူကတော့တက်ခိုင်ဒီဘက်တယောက်ကတော့တောက်ရလို့ခေါ်ပါတယ်ဟုတ်ကဲ့ခဏနေတဲရမယ့်နေရာကိုဖွားငွေတုတ်ကလိုက်ပို့ပေးပါမယ်အောင်မြတ်တာတို့လည်းရွာခံလူတွေစီစဉ်ပေးတဲ့အိမ်မှာတဲခိုခဲ့ကြတယ်ညတကောင်ရောက်တော့
ပြစ်ချလိုက်ရမလားငါအပေါ်ကနေပြစ်ချလိုက်ရမလားဆိုတဲ့အတန်တစ်ခုကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်တက်ခိုင်မင်းတို့ရောကြားရလားဘာအတန်လဲဆရာကျွန်တော်တို့တော့မကြားမိပါဘူးညာဘက်တကအတန်တန်းနဲ့အော်နေပုံထောက်ရင်သွေးရိုးသားရိုးမဖြစ်နိုင်ဘူးမင်းတို့နှစ်ယောက်လုံးငါးနောက်လိုက်ခဲ့ကြအောင်မြတ်တာစကားကြောင့်တက်ခိုင်နဲ့တောင်းရတို့တရားမျက်နှာတယောက်ကြည့်ပြီးအိမ်မောကနေဆင်းလာခဲ့ကြတယ်အိမ်အောင်ရောက်တော့လှေကားမှာအသင့်ထောင်ထားတဲ့ကညင်တိုင်မီတုပ်ကိုမီးညှိပြီးဆရာဘာတန်ကြားမိလို့လဲလူတယောက်အော်နေရတဲ့မယ်ငါးနောက်လိုက်ခဲ့အရှင်ကနေခက်တုံးတုံးထွက်သွားတဲ့အောင်မြတ်တာကတနေရာရောက်တော့ခိတရက်လိုက်ပြီးအတန်ပိုနီးလာတယ်လို့ပဲငါတင်တာမမောင်းဆိုရင်ဆန်ဆန်အဟောင်းမှရှိရဲ့ကောင်ကငါတို့ကိုမြားခေါ်နေပြီကျွန်တော်တို့ကဘာလုပ်ရမလဲဆရာမင်းတို့ကငါအနောက်ကနေပဲလိုက်ခဲ့ကြဘာပစ္စည်းပဲမြင်မြင်မကြည့်နဲ့မပြောမချင်းအသက်မထွက်နဲ့ဟုတ်ကဲ့ဆရာကျွန်တော်တို့တတိထားပါမယ်အောင်မြတ်တာတို့ဆန်ဆန်အဟောင်းနာကိုရောက်တော့အတန်ကရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်ဒီဆန်ဆက်ကိုကြည့်ရတာမကောင်းတဲ့အငွေးသက်တွေဖုံးလွှမ်းနေတယ်လို့ပဲမင်းတို့လည်းတတိထားပြီးအနောက်ကနေလိုက်ခဲ့ကြအောင်မြတ်တာကတက်ခိုင်နဲ့တောက်ရတို့ကိုတတိပေးပြီးမိတော့ကိုကိုင်းကဆန်ဆက်ထဲဝင်လာခဲ့လိုက်တယ်ဟောင်းနှွမ်းပြက်စီးနေတဲ့ဆန်ဆက်အတွင်းမကိုရောက်တော့နန်းရံကိုဒုံတိုင်းနဲ့ထူရိုက်တံကိုစတင်ကြားလိုက်ရတယ်သူတို့ရှိကြောင်ပြပြီးနဲ့တူတယ်လှုပ်ရှားမှုတစ်ခုခုတွေ့ရင်လှမ်းပြောကြအောင်မြတ်တာစကားဆုံးမှာတောက်ရကပြိုကျလူစဲစဲဖြစ်နေတဲ့အခန်းဝါကိုလက်ညှိုးထိုးပြီးတော့ဆရာအခန်းတောင်မှာလူတယောက်ရက်ကြည့်နေတယ်လို့ခံစားနေရတယ်ဆိုပြီးပြောတော့အောင်မြတ်တာကကျဉ်ကြံခဲ့တဲ့အစွမ်းတွေကိုအာရုံပြုပြီးစူးစိုက်ကြည့်လိုက်ရာရှေးတထေးတကြွယ်တွေလိုဝီစားထားတဲ့လူတယောက်ကိုမြင်လိုက်ရတယ်တင်မသူလဲဘာကြောင့်ကျုပ်တို့လာတော့အတန်ပေးပြီးနှောက်ယှက်နေရတာလဲဆိုပြီးတော့လက်ညှိုးထိုးမိလိုက်တဲ့အချိန်အမောင်တူတဲကိုတိုးဝင်ပြောက်ကွယ်သွားခဲ့တယ်ဆရာဒီဆန်ဆက်ကနည်းနည်းတော့ထူးဆန်းနေပြီလို့ထင်တယ်ရွာတွေကလူတွေပြောတဲ့အတိုင်းများဖြစ်နေမလားတက်ခိုင်စကားကြောင့်အောင်မြတ်တာကဆန်ဆက်တွင်းကိုလှည့်ကြည့်ပြီးတော့တခုခုတော့လွဲနေပြီတက်ခိုင်ဘာကြောင့်လဲဆိုတော့ဒီဆန်ဆက်ထဲမှာတည်သွားတဲ့သူတွေကိုခုထိမမြင်ရသေးဘူးဖြစ်နေတယ်ဒါဆိုခုနကမြင်လိုက်တဲ့သူကရောဘယ်သူဖြစ်မလဲဆရာဒီအကြောင်းအရာတွေကိုသိရဖို့မနေ့ဖြန်ညကြရင်တောက်ရဒီမှလာအိတ်ရလိမ့်မယ်ဗျာကျွန်တော်အိတ်ရမှာလားဟုတ်တယ်မင်းကမအိတ်ချင်လို့လားဒါဆိုလဲတက်ခိုင်ကိုလာအိတ်ခိုင်းလိုက်မယ်မဟုတ်ပါဘူးဆရာတယောက်လုံးရှိနေရပဲကျွန်တော်အိတ်ရဲပါတယ်အောင်မြတ်တာကတောက်ရစကားကိုကြားတော့ကျိန်းနဲ့သွားပြီးဆန်ဆက်ထဲကပြန်ထွက်လာခဲ့လိုက်တယ်တဲခိုတဲ့အိမ်ရောက်တော့လူတွေကဆန်ဆက်ထဲမှာထူးဆန်းစွာတိတ်ဆုံးခဲ့ကြတယ်ဆိုပေမဲ့အလောင်းတော့ပြန်ရခဲ့တာပဲအခုပြောင်းနေတဲ့လူငယ်ရဲ့အလောင်းကဘာလို့မတွေ့ရလဲငါစိတ်ထင်အတိုင်းဆိုရင်ဒီကောင်လေးမသိနိုင်တော့ဘူးခုပြည့်ပြတ်နေတဲ့ကိစ္စတွေအားလုံးကြိုးကင်နေရဆရာမြင်တွေ့ခဲ့တဲ့ကောင်ပဲဖြစ်မယ်ငါလည်းမင်းလိုပဲထင်မိတယ်တက်ခိုင်ဒါကြောင့်တောက်ရအောင်လှုပ်ဖို့ဆုံးဖြတ်လိုက်တာကျွန်တော်ဟိုရောက်ရင်ဘာလုပ်ရမလဲဆိုတာပြောပြပါအောင်မင်းဘာမှလုပ်เสียမလို့ဘာလုပ်ရမလဲဆိုတာ तू ကပြောလာလိမ့်မယ်တခုတတိထားမှ तू ဘာပဲပြပြမထိမကင်မိစေဖို့ပဲဟုတ်ကဲ့ဆရာကျွန်တော်မှတ်ထားပါမယ်ကဲညာလဲနဲ့နေပြီမင်းတို့လည်းအိတ်ကြတော့နောက်တနေ့မနေ့ရောက်တော့ဆရာလေးတို့ကိုဘာစီယာတွေ့ကျင်လို့တဲ့အိမ်အောင်ကနေခေါ်နေရဲ့ဖွားငွေတုံတန်ကြောင့်အောင်မြတ်တာတို့ဆင်းလာပြီးတော့ဘာအရေးကိစ္စများရှိလို့လဲအဖွားအဲ့ဒါတော့အဖွားလည်းမသိဘူးသူအခုဘူးတို့တို့အိမ်မှာစောင့်နေတယ်ဟုတ်ကဲ့ကျွန်တော်တို့ခုပဲသွားတွေ့လိုက်ပါမယ်အောင်မြတ်တာတို့လည်းလွယ်ကြီးကိုကောက်လဲကလူမမာရှိရဲ့အိမ်ကိုထွက်လာလိုက်တယ်ဟောဆရာလေးတို့ရောက်လာပြီဥပစီဒါကျုပ်ပြောတဲ့ဆရာတွေလေဆရာလေးတို့ပေးခဲ့တဲ့အစာကိုဒီဆရာကအရန်စိတ်ဝင်စားတာဥပစီစကားကြောင့်ဘေးမှာထိုင်နေတဲ့လူကအောင်မြတ်တာကိုပြုံးပြပြီးတော့ကျုံးနာမည်မင်းအကားလို့ခေါ်ပါတယ်တွေ့ရတာဝမ်းသာပါတယ်ကျုပ်တို့ကလည်းတွေ့ရတာဝမ်းသာပါတယ်အောင်မြတ်တာကမင်းအကားကိုနှုတ်ဆက်ပြီးကြည့်လိုက်ရနမ်းမောက်ထူတဲနေတဲ့မျက်ခုံးကတစ်ခုနဲ့တစ်ခုထိစပ်နေတဲ့အပြင်မျက်လုံးမျက်ဖန်လည်းစူးရှာပြီးယောက်ျားပြီးသားတဲ့မျက်နှာသွင်းပြင်ရှိပါလားလို့စိတ်ထဲကနေတွေးတောမိလိုက်တယ်ကျုပ်ကစကားပြောတာပွင့်ပွင့်လင်းလင်းပြောတတ်လို့စိတ်ထဲတစ်မျိုးမထင်ကြပါနဲ့မိတ်ဆွေတွေကဘယ်ကိုင်းဝင်နေလဲကျုပ်တို့ပညာယူထားတာအင်းတော်ကြီးကိုင်းမှာဘာများဖြစ်လို့ပါလဲအောင်မြတ်တာစကားအဆုံးမှာသူ့လွယ်အိတ်ထဲမှာပါတဲ့အင်းစမတရွက်ကိုထုတ်ပြပြီးတော့ဒီအင်းလေးကြည့်ပေးပါအောင်လေးခွက်အင်းကိုခရူးပိတ်ဆွဲထားတာပဲဟုတ်ပါတယ်ကျုပ်တို့ကိုင်းမှာတုံးနေတဲ့အင်းစမတွေနဲ့မိတ်ဆွေတို့တုံးနေတဲ့အင်းစမတွေကဘာကြောင့်လားတူနေရလဲတင်တို့ကိုင်းရဲ့အဓိပတိအမိတွေးရောနေကောင်းလို့ကျမ်းမာပါရဲ့လားအဲ့ဒီလိုမေးလိုက်ရတင်ကအမေတွေးကိုသိလို့လားနောက်တင်ကြုံရင်
အမေတွေကိုကျုပ်ကြောင်းမေးကြည့်နိုင်ပါတယ်သူလည်းကျုပ်ကိုကောင်းကောင်းသိရဲ့ဗျကဲအခုသင်လည်းကျုပ်တို့အကြောင်းသိပြီဆိုတော့ဘာများထပ်သိကျင်စရာများရှိသေးလဲဘာမှမရှိတော့ပါဘူးဒီလူနာကိုသင်တို့ကူညီနေပြီဆိုတော့ကျုပ်လက်ဆောင်လိုက်ပါမယ်မင်းကစကားဆုံးမှအောင်မြတ်တာကိုလည်းနှုတ်ဆက်ပြီးပြန်လာခဲ့လိုက်တယ်ဆရာခုနကလူကဘယ်ကားရလဲသူတို့ရဲ့အဓိပတိကတော့အရင်ကငါတို့ဂိုင်းသားတစ်ယောက်ပဲအဲရနေမှတဆင်ထောင်ပြီးတော့တီးတန့်ခွဲထွက်ခဲ့တာဒါပေမဲ့ဂိုင်းရဲ့နီးစနစ်တွေအင်းစမတွေကတော့တော်တော်များများတူကြတယ်သူတို့ဂိုင်းနာမည်ကတောင်စင်နဘလူးဂိုင်းလို့ခေါ်တယ်အောင်မြတ်တာစကားအဆုံးမှာတက်ခိုင်နဲ့တောင်ရတို့နှစ်ယောက်လူမမအိမ်မှာတွေးခဲ့တဲ့သူကြောင့်တွေးတော်ရင်းနဲ့အချိန်တွေကိုကြော်လွန်လာခဲ့တယ်ညာဘက်လူကြီးတိတ်ချိတ်ရောက်တာနဲ့တောင်ရကလွယ်တလုံးတွေကစံစံအဟောင်းထဲကိုဝင်ရောက်လာခဲ့တယ်မိန်ပြားပြားကြားနေတဲ့လာရအောင်မှာစံစံအဟောင်းကြီးကနာနာဘာဝတကောင်ငုတ်တုတ်ထိုင်နေရဲ့အလားခြောက်ချားပွဲကောင်းနေခဲ့တယ်လူတယောက်လမ်းလျှောက်သလိုအတန်ကြားတဲ့အတွက်အိဖို့နေရရှာနေရဲ့တောင်ရကအနောက်ကိုလဲကြည့်လိုက်ရစံစံအတွင်းပိုင်းမှာအရေးတစ်ခုဖြတ်သွားတဲ့တံတန်မြင်လိုက်ရတယ်တောင်ရလည်းမတိကျအောင်ဆောင်ပြီးခေါင်းတိုင်အောင်မှာလှည့်ချကခေါမိုးအမိုးပေါက်တင်ကြားရကနေမြင်နေရတဲ့ဂျယ်ရီကိုကြည့်နေခဲ့တယ်ညတကောင်ရောက်တော့စံဆက်ခေါင်းတိုင်ပေါ်ကနေပြစ်ချလိုက်ရတော့မလားပြောပြစ်ချလိုက်ရမလားဆိုရဲအတန်နဲ့ကြီးထွက်ပေါ်လာခဲ့တယ်ဒီတခါမှာတော့တောင်ရကအိမ်နေရကနေမတက်ထားရပြီးပစိုးကိုပြေးဝေကမပြစ်ချနဲ့အောင်ခဏနေရောအောက်မှာခင်းမှုတစ်ခုခုရှာလိုက်အောင်မယ်အဲဒီလိုပြောပြီးစံဆက်တဲမှာပုံထားတဲ့ခွန်ဒီအိမ်ဟောင်းတွေကိုယူကခေါင်းတိုင်အောင်မှာပုံချလိုက်တယ်ဟေ့မင်းပြစ်ချခြင်းတပါဆိုလဲပြစ်ချလိုက်တော့ငါ့ဟိုတော့ထိအောင်မပြင်းနဲ့ကြားလားတောက်ရလဲစိတ်ပေါက်ပေါက်နဲ့အော်ပြောပြီးစက္ကန့်ပိုင်းကြာမှဟောင်းတဲ့ဘဝနေချက်လွင်ချက်လေးအတန်နဲ့တူရွှေမကြီးတောက်တွေကျလာခဲ့တယ်လာရအောင်မှာပြိုကနေပြက်ခနဲ့ဖြစ်နေတဲ့ရွှေတောက်တွေကိုမြင်တော့တောက်ရအံ့အားသင့်သွားခဲ့တယ်ဒါပေမဲ့ဆရာဖြစ်သူရဲ့ပြောစကားကြောင့်ရွှေတောက်တွေကိုမထိမကင်ပဲရှေ့ဆက်ဖြစ်လာမဲ့အခြေအနေကိုအကဲခတ်နေစဉ်ဘာလုပ်နေရလဲယူလေယူလိုက်မြန်ယူဆိုတဲ့တန်ကခေါင်းတိုင်ထိတ်ကနေပေါ်ထွက်လာခဲ့တယ်တောက်ရလည်းဘာလို့မှမသိဖြစ်နေရဲ့ချိန်ယူလိုက်တောက်ရဒီကောင်နေအတင်းယူစေခြင်းနေရအကြောင်းရှိရမယ်ဆိုတဲ့တန်ကြားလို့လှည့်ကြည့်လိုက်ရဆရာဖြစ်သူနဲ့တက်ခိုင်တို့နှစ်ယောက်ကိုမြင်လိုက်ရတယ်ဆရာတို့လိုက်လာကြတာလားတော်ပါသေးရဲ့ကျွန်တော်ဖြင့်ဘာလို့လုံးဝမှမသိဖြစ်နေတာဒီရွှေချောင်းနေပြစ်ချပေးရဲဆိုတာကောင်းတော့ပေးခြင်းတော့မဟုတ်လားဘူးအောင်မြတ်တာစကားအဆုံးမှာတောင်ရဝင်းဤနေတဲ့ရွှေချောင်းတွေကိုကောက်ယူလိုက်တဲ့ချိန်၆ကက်ကက်ရီတန်တစ်ခုကခေါင်းနိုင်ပေါ်ကနေထွက်လာခဲ့တယ်ဟာဟာငါပေးတာယူရင်ငါနေတဲ့အိမ်မှာအစေခံလောက်ရမယ်ဆိုတဲ့ကြိတ်ဆောင်မင်းလက်ခံလိုက်တာနဲ့အတူတူပဲမောင်စိန်နဲ့မောင်ပိန်ဒီကောင်ကိုဂုတ်ချိုးပြီးဝိညာဉ်နှုတ်ခဲ့စမ်းဝမ်ကောက်တန်ကြီးနဲ့ပြောလိုက်တဲ့စကားအဆုံးမှာဆန်ဆက်ထုတ်တန်းပေါ်ကနေရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့တရေနှစ်ကောင်ခုန်ဆင်းလာပြီးတော့တောင်ရကိုဂုတ်ချိုးရဲ့အနာကပ်လာခဲ့တယ်ဆရာကျွန်တော်ဘာလုပ်ရမလဲမင်းရဲ့ဝင်းကြီးကိုအားခွာပြီးတော့သူတို့နောက်လိုက်သွားလိုက်ငါတို့အနောက်ကနေလိုက်လာခဲ့မယ်အောင်မြတ်တာစကားကြောင့်တောင်ရကခန္ဓာနဲ့ဝင်းကြီးချိတ်ဆက်ထားတဲ့ကြိုးကိုဆွဲဆက်လိုက်ပြီးလိပ်ပြလွင်ခြင်းကိုစတင်ခဲ့တယ်လာခဲ့ငါတို့နောက်လိုက်ခဲ့တောင်ရခြေရောက်တရမောင်စိန်နဲ့မောင်ပိန်တို့ခေါ်အားနောက်ကိုပါသွားခဲ့တယ်ဆရာကျွန်တော်တို့လိုက်သွားရင်တောင်ရအတွက်စိတ်ချရပါမလားစိတ်မပူနဲ့တက်ခိုင်ဒီနနာပါဝါတွေငါတို့ကိုမမြင်နိုင်ဘူးသူတို့တောက်ရအောင်ဘဲခေါ်သွားမလဲဆိုတာလိုက်ကြည့်ရအောင်အောင်မြတ်တာတို့လည်းငိုင်းဆိုင်နဲ့သွားနေတဲ့တောင်ရနောက်ကိုထက်ချက်မကွာလိုက်လာခဲ့တယ်ဒီလိုနဲ့ဆန်ဆက်အနောက်ဘက်မြေကွက်လက်ကိုရောက်တော့တောင်ရရဲ့ဝိညာဉ်ကမျက်စိရှိမှပျောက်ကွယ်သွားခဲ့တယ်ဆရာဘာဖြစ်တာလဲတောက်ရအောင်ကျွန်တော်တို့မတွေ့ရတော့ဘူးတက်ခိုက်စကားကြောင့်အောင်မြတ်တာကလွယ်ထဲမှာအသိဆောင်ထားတဲ့နမ်းမျက်စိအင်ကိုပေးလိုက်ပြီးတော့ဒီအင်းစာရွက်နဲ့မျက်လုံးကိုပုတ်ပြီးကြည့်လိုက်ထိုးစမ်းတာတွေမြင်ရလိမ့်မယ်တက်ခိုင်လည်းအောင်မြတ်တာပေးရဲ့အင်ကိုမျက်လုံးမှာပုတ်ပြီးကြည့်လိုက်ရရှေးဟောင်းအုတ်ချက်တွေနဲ့စောင့်ထားတဲ့နှစ်ထပ်အိတ်တစ်လုံးကိုမြင်လိုက်ရတယ်ညာဘက်ပြစ်လိကစားအိတ်တစ်ခုလုံးလင်းထင်အောင်ကငင်တိုင်မီးတွေထွန်းထားပြီးတော့အိမ်ထဲမှာလည်းမျက်နှာသေးတွေနဲ့လှုပ်ရှားသွားလာနေသူတချို့ကိုမြင်လိုက်ရတယ်တောက်ရကတော့အိမ်ဝင်တကားနာရောက်တဲ့အထိရှောက်သွားနေပြီးအိမ်ထဲဝင်မှုအလုံးမှာဒီကောင်အိမ်ထဲပေးမှုဝင်နဲ့ဆိုပြီးအွန်လိုင်းတဲ့တန်ကိုကြားလိုက်ရတယ်အောင်မြတ်တာတို့လည်းရုတ်တရက်ကြားလိုက်ရတဲ့အတန်ကြောင့်အိမ်နယ်နမိတ်ထဲကိုမဝင်မဲကြည့်လိုက်ရဦးကောင်းတစ်ခုလုံးဟတ်တက်ကွဲပြီးသွေးတဆက်ဆက်ကျနေတဲ့လူတယောက်ကတောက်ရအနာကိုကပ်ပြီးဒီကောင်ကအထက်လန်းစီရပဲသူ့ကိုငါတို့ခန်းမှာခိုင်းဖို့ခေါ်ထားလိုက်မယ်အင်ကြီးသခင်ကိုပြောလိုက်ဆိုပြီးပြောလိုက်တော့မောင်စိန်နဲ့မောင်ပိန်းဆိုတဲ့တရေနှစ်ကောင်က
တောက်ရကိုတခြားဝင်မောင်းတစ်ခုစီခေါ်သွားခဲ့တယ်။တောက်ရအခန်းထဲမဝင်ခင်အိမ်နနမိတ်အဆက်ကနေမီးတောက်တွေတဟုန်ဟုန်တောက်လောင်ပါလေရောရုတ်တရက်ပေါ်လာတဲ့မီးတောက်တွေကိုစူးစမ်းပြီးတိုးတီးကြီးရဲ့သူတွေအားလုံးအမေရေအဖရေအော်ကမြေပေါ်လူးလိမ့်နေခြင်းတောင်ရှိပစိုးကိုကြားနာစွာဝစ်ထားတဲ့လူတယောက်အိမ်မော်တက်ကနေအောက်ကိုဆင်းလာခဲ့တယ်။ငါနေရအောင်လူစိမ့်တွေဝင်လို့ရအောင်လှုပ်လိုက်ပြီးနဲ့တူတယ်။ဒီတစ်ခေါက်အစေခံသွားရှာတာဘာတူလဲ။မောင်တောင်းမှာအင်ကြီးရှင်သူ့ရဲ့ဖျားယောင်းမှုနဲ့ကျွန်တော်မျိုးတို့အတွက်အသုံးဝင်တဲ့အထက်လန်းဆရာတယောက်ကိုဝိညာဉ်နှောက်လာနိုင်ခဲ့ပါတယ်။ဦးကောင်းဟတ်တက်ကွဲနေရဲ့သူရဲ့စကားအဆုံးမှာတောင်ရှိဝေးလူကြီးကနေရံမှာချိတ်ထားတဲ့ဓာတ်ကိုဆွဲယူကလက်ပင်ကိုဇွက်ခနဲခုတ်ချလိုက်တယ်။အားပါတဲ့ဓာတ်ချက်ကြောင့်ဦးကောင်းတစ်ခုလုံးတီကနေပြုတ်ကြပြီးကျမ်းမြေပေါ်လှိမ့်သွားပြီးမြဲခန္ဓာကိုယ်ကတော့တက်ရှိတကောင်လာလှုပ်ရှားနေခဲ့တယ်။မင်းကဒီအိမ်ရဲ့ဝါအရင်ဆုံးအစိခံဖြစ်ပြီးဒီလောက်တောင်ပေါ့ဆရသလားဟမ်အခုခေါ်လာတဲ့သူရဲ့နောက်မှာပါလာတဲ့အနည်းရောင်မမြင်တော့ငါတို့အားလုံးပိတ်လောင်ခံထိနေပြီ။အန်ကျိတ်ကဒေါသတကြီးပြောလိုက်တဲ့စကားအဆုံးမှာအိမ်ထဲကနေတောက်ရပြေးထွက်လာတာကိုမြင်လိုက်ရတယ်။တောက်ရမီးတောက်ကိုကြော်ပြီးမူလာရုပ်ထဲပြန်ဝင်လိုက်တော့ပြီးရနဲ့ရွာထဲကိုသွားလူစုနိုင်တဲ့လောက်စုပြီးတန်မုံတွေယူခဲ့ကြ။အောင်မြတ်သာစကားကြောင့်တောက်ရလဲမီးတောက်ကိုဖျက်ကြော်ပြီးစန်းစန်းအဟောင်းရှိရဲ့ဘက်ကိုပြေးပါလေရော။ဟိုမှာပြေးပြီးမလွတ်စင်နဲ့လိုက်ဖမ်းကြစမ်းအင်ကြီးစင်ရဲ့စကားကြတော့လေရဲစရဲရှိရဲ့နာနာဘာဝတချို့ကမီးတောက်တွေကိုဖျက်ပြီးလိုက်ဖမ်းဖို့ကြိုးစားပေမဲ့အနာရောက်တာနဲ့အပူရှိန်ဟပ်ပြီးအခိုးငွေတွေဖြစ်သွားခဲ့တယ်။အောင်မြတ်သာကတော့တောင်ရလူပြီးဆိုတာနဲ့လက်ထဲမှာအသိကင်ထားတဲ့ဂိုင်းဆောင်အင်ကိုအိမ်နဲ့မဲ့အတွင်းဖြန့်လွှင့်လိုက်ရာမင်းစမတွေကနေတကူလုံးရွှေရောင်အသားရည်တွေနဲ့လှပကြော်ရှင်းနေတဲ့ဂိုင်းဆောင်တွေပေါ်လာခဲ့တယ်။ဂိုင်းဆောင်တွေကိုမြင်တော့တောင်ရှိပစိုးဝစ်ထားတဲ့အင်ကြီးရှင်ကနေရာတကာလိုင်းနှောက်ရှက်တဲ့သူတွေကိုဖဲ့ရှားပြကြ။အဲ့လိုអော်လိုက်ရာမျက်နှာတရေနဲ့ရက်နေတဲ့သူတွေအားလုံးဂိုင်းဆောင်တွေကိုတိုက်ခိုက်ဖို့ပြေးဝင်လာကြတော့တယ်။အင်းဆောင်တွေကလည်းလက်ထဲမှာကင်ထားတဲ့ဒုတ်သားလက်နက်တွေနဲ့ထိန်းချုပ်ကံဝိညာဉ်တွေကိုရိုက်ပုတ်ထုနဲ့ပါလေရော။အင်းဆောင်တွေလက်ချမ်းမိသွားတဲ့ထိန်းချုပ်ကံဝိညာဉ်တွေကအိမ်နမိတ်အတွင်းမှာအတုံးယုံလဲကြနေချိန်အောင်မြတ်သာကပိုက်ကုံတစ်ဖွဲရေးဆွဲချိတ်ဆက်ထားတဲ့အချုပ်အင်းကိုအင်ကြီးရှင်ရှိရဲ့ဘက်ကိုပြစ်လွတ်လိုက်တယ်။အချုပ်အင်းကလေးပေါ်မြောက်တက်သွားပြီးအင်ကြီးရှင်ခေါင်းပေါ်ရောက်တာနဲ့ကြီးမားတဲ့ပိုက်ကိုပြေပြောင်းသွားကဖန်ချုပ်ဖို့အောက်ကိုဆင်းလာတဲ့ချိန်ကျိုးရီအကုပ်ပြတ်တောက်ကုန်တော့တယ်။တခါမှမကြုံမှုတဲ့ချိန်နေမှုအောင်မြတ်သာဝတက်ခိုင်မှာအံ့ဩသွားစဉ်ထန်းလုံးအရွယ်စားရှိရဲ့ဒဇူးနဲ့ချောင်းကအင်ကြီးရှင်ရန်နေရဲ့အိမ်ပါဝါမှာကန့်လန့်ပြတ်ပေါ်လာတော့တယ်။ဆရာဘာဖြစ်တာလဲဒီပုဂ္ဂိုလ်ကထူးဆန်းတာတော့အမှန်ပဲတက်ခိုင်စကားကြောင့်အောင်မြတ်သာအပေါ်ကိုမော်ကြည့်လိုက်ရာတိတ်တိုက်တွေကြားထဲကနေအိမ်ပေါ်ကိုခုန်ဆင်းလာတဲ့ဂုံးမန်နှကောင်မြင်လိုက်ရတယ်။ညာစိရအစင်တစားဝစ်စင်ထားတဲ့ဂုံးမန်နှကောင်ကအောင်မြတ်သာကိုမြင်တော့ဒီငမိုက်သားကြောင့်ဆရာတို့အလုပ်ပို့သွားရပြီ။ဟဲ့ငမိုက်သားတင်းပြစ်တွေကိုလာမဲ့နတ်တပင်အစည်းအဝေးရအောင်ငါကိုယ်တိုင်တင်းပြမဟဲ့။အဲ့ဒီလိုပြောတော့တောင်ရှိဝေးပုဂ္ဂိုလ်ကတခိုးလူမီရဲ့မျက်နှာထားနဲ့ခေါင်းအောင်ငိုက်ဆိုင်ကမလုံးမရှက်အနေထားနဲ့ငြိမ်နေခဲ့တယ်။အတင်တို့ဒီပုဂ္ဂိုလ်ကဘာကြောင့်ဒီလိုတကူးဆွမ်းနေရှိနေရတာလဲ။ဒီငမိုက်သားကလူဘဝတော်ကတခိုးတဝက်တွေကိုမွေးမြူပြီးခိုင်စားရတာအရန်နှစ်သက်ခဲ့တယ်လို့သူရခဲ့တဲ့ပစ္စည်းတွေကိုဒီရင်ကြီးထဲမှာမြှုပ်နှံထားခဲ့တယ်။တရက်မှာတီလာသမာဓိနဲ့ပြည့်စုံတဲ့ယဟန်တစ်ပါးအိုအိမ်ထဲမှာစွန်းတနက်ကပ်လူခဲ့တာကြောင့်သူသေလုံးတဲ့အခါဒီရင်ကြီးကအလိုအလျောက်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒါအောင်ငမိုက်သားကအခွင့်ကောင်းယူပြီးမကောင်းမှုတွေကိုလုပ်နေရဆရာတို့ဝင်တားတာကိုနမင်းနေရာသိရှိပြီးအိမ်နဲ့ငမိုက်သားကိုတိုက်ပိတ်အပြစ်ပေးဖို့စိတ်ခိုင်းခဲ့တယ်။ဒါကြောင့်အိမ်ရဲ့အပေါက်မှန်သမျှကိုနမင်းနေရဲ့အာနာစက်နဲ့ပိတ်ပစ်ခဲ့ပြီးမကြုံမလို့ပဲခိုင်းစေခံထားရတဲ့သူတွေအားလုံးကိုလည်းလွတ်ပေးဖို့အမိန့်ပါလာပါတယ်။လက်ဆက်သက်တော့ကုသိုလ်အဟုန်ကြောင့်ပေါ်လာတဲ့အိတ်တစက်မိတ်မှာဖြစ်လို့ကျုပ်တို့အင်းစမတွေကအတုံးမဝင်တာအောင်အောင်မြတ်သာကခေါင်းတကျင်းငိမ့်နဲ့တီးတိုးရီရုပ်ပြီးအနောက်ကိုလဲလိုက်ရာစရင်ဝိုင်းတဲ့လူတယောက်တတိလေးမိမျောနေတာမြင်လိုက်ရတယ်။တက်ခိုင်လည်းတတိလေးမိမျောနေတဲ့လူငယ်ကိုပွေ့ချပြီးပြန်လဲကြည့်ရော့ခုနမြင်ခဲ့တဲ့အိမ်ကိုမတွေ့ရတော့ပဲ။ဆရာခုနအိမ်မရှိတော့ဘူး။ဆာယာပါယာနမင်းနေရအိမ်ကိုချိတ်ပိတ်ပြီးထိမ့်သိမ့်လိုက်လို့မမြင်ရတော့တာ။အခုဒီလူငယ်ရွာထဲပြန်ခေါ်ဖို့လုပ်ရအောင်။အောင်မြတ်သာစကားကြောင့်တက်ခိုင်ရလူငယ်ကိုပွေ့ချပြီးရွာထဲကိုပြန်ဖို့လို့မိတို့တွေကိုစီနဲ့လာနေကြတဲ့ရွာသားတွေကိုမြင်လိုက်ရတယ်။ဆရာရွာထဲကလူတွေရတဲ့လောက်တော့စုလာခဲ့တယ်။ဒီမှာတန်မုံတွေလည်းပါတယ်။အခုဒီနီးတဝိုင်းမှာရှိရဲ့မကောင်းတဲ့နာနာဘာဝတွေကိုနှင်ထုတ်ဖို့တန်မုံတွေမှာမိစ္ဆာနဲ့အင်းကိုကပ်ပြီးတရားကိုအချက်60တီးတီးတီးကြပြီးတော့အောင်မြတ်သာစကားကြောင့်တောက်ရကမိစ္ဆာနဲ့အင်းကိုဆွဲက
တန်မုံတွေမှာကတ်စီပြီးတော့တီးခဲ့တယ်။တန်မုံတီးရဲ့ချိန်ဆန်ဆက်ထဲကနေကြောင်းလန့်တကြားထွက်ပြေးကြတဲ့ခြေတန်းတွေကိုရွာသားတွေရောတောက်ကားတို့ပါကြားလိုက်ရတယ်။နောက်နေ့မနေ့ရောက်တော့ကံကောင်းထောင်းမစွာနဲ့ဖွက်ထားခန့်တီးရာကနေလွတ်လာတဲ့ဖိုးတာထူကိုပြောင်ကင်းရောက်ကုသပေးပြီးရွှေသားမျိုးကိုခရီးဆက်ခဲ့ကြတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့အိမ်ပြောင်ကြီးဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာရင်းမဲ့ပြီးဆုံးပါပြီ။ဇာတ်လမ်းလေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။